ငါနဲ့တူနေရှင်းနဲ့တင်းနဲ့ပေါင်းတော့ရှင်းနဲ့3နဲ့ပေါင်းတော့1ဟုတ်ပြီတူရင်800ခဏကိုဆက်ယူမယ်9နှစ်နဲ့9နဲ့ပေါင်းတော့9ရပြီဒီမှာအဲ့တော့9နှစ်1 9အပူပါခွေဒီမှာ9 5ထွက်တယ်โอเคပြီးသွားပြီเนาะအောက်ကဆက်ကြည့်မယ်9နဲ့3ညနဲ့ပေါင်းတော့9 3ညရဲ့9ရဲ့8ပေါင်းတော့ခွန်9ပေါင်းတော့2ခွန်4ရဲ့ပေါင်းတော့1โอเค2 1အပူပါเนาะ9ခွန်2 1အပူပါခွေ2 1ဒီမှာ9 9လေးထွက်တယ်ရပြီเนาะ2 1ထွက်သွားပြီးသွားပြီဒီအောက်ကဟာပြန်ကြည့်မယ်3နဲ့9နဲ့ပေါင်းတော့2ဟုတ်ပြီဒီ3 9 9ပေါင်းတော့1 2 1 2နဲ့1နဲ့4နဲ့ပေါင်းတော့5ဟုတ်ပြီ51ရဲ့4ရဲ့sorry 4ရဲ့8ပေါင်းတော့2 2နဲ့တူနေတယ်တူနေတဲ့အတွက်တစ်ချက်ဟာကြည့်မယ်2 1ပေါင်းတော့3โอเค2 1 2 1 5 8โอเคဒီမှာ1 1ဆိုပြီးထွက်တယ်ပြီးသွားပြီเนาะဒီအောက်ဟာပြန်ကြည့်မယ်4နဲ့9နဲ့ပေါင်းတော့3ဒီ4 9 4ပေါင်းတော့ခွန်ဒီ8နဲ့1နဲ့ပေါင်းတော့9ဟုတ်ပြီ7နဲ့ပေါင်းတော့2အဲ့တော့3ခွန်9နှစ်ဆိုတဲ့အပူပါခွေဒီမှာပြန်ကြည့်မယ်3ခွန်9နှစ်အပူပါခွေ3ခွန်9နှစ်3ခွန်9နှစ်ဆိုတော့ဒီမှာကွာ3နဲ့2နဲ့ဆိုတော့3နှစ်โอเคဒီဥစ္စာအောက်ကပြန်ကြည့်မယ်3နဲ့6နဲ့ပေါင်းတော့9 3ရဲ့6ရဲ့3ရဲ့ပေါင်း2โอเค9ရဲ့9ရဲ့ပေါင်းတော့8ဟုတ်ပြီ9ရဲ့4ရဲ့ပေါင်းတော့1ဟုတ်ပြီ1နဲ့6 1အပူပါခွေโอเคဒီမှာ2 9ထွက်တယ်ပြီးသွားပြီအောက်ကဟာပြန်ကြည့်မယ်1နဲ့8နဲ့ပေါင်းတော့9ဟုတ်ပြီ1ရဲ့1ရဲ့9ရဲ့ပေါင်းတော့6 9ရဲ့4ရဲ့ပေါင်းတော့3ဟုတ်ပြီ4ရဲ့3ရဲ့ပေါင်းတော့4ဟုတ်ပြီအဲ့တော့ကျွန်တော်တို့9 4 6 3 4ဆိုတဲ့အပူပါအခွေဒီမှာ9 4ဆိုပြီးတော့ဒီမှာထွက်တယ်ဒီမှာ6 3ဆိုပြီးတော့ဒီမှာပေးထွက်တယ်အဲ့တော့ဒီနှစ်ပင်ထွက်သွားတယ်โอเคကြာပါပြီအဲ့အောက်ကအခွေအခုတနင်္လာနေ့နဲ့အင်္ဂါနေ့အတွက်2ရက်စာအတွက်ဖြစ်သွားပြီဒီခွေရကြတော့8ရဲ့6ရဲ့ပေါင်းတော့4ဟုတ်ပြီ8ရဲ့6ရဲ့3ရဲ့ပေါင်းတော့ခွန်ဟုတ်ပြီ9ရဲ့6ရဲ့9ရဲ့ခွန်ရဲ့ပေါင်းတော့6ဟုတ်ပြီခွန်ရဲ့9ရဲ့ပေါင်းတော့6ပဲ6တူနေတဲ့အတွက်8ရောက်သွားပြီမယ်3 4 6ခွန်ဆိုပြီးတော့ဒီခုတင်းလိုက်အင်္ဂါ2ရက်အတွင်းဘူပါအခွေโอเคအဲ့ထဲမှာအခုက3 4 sorry 4ခွန်6 3အပူပါအခွေအခု2ရက်အတွင်းဒီကြပေါ့ကွာအဲ့ထဲမှာကျွန်တော်ဘာပူကြိုက်လဲကျွန်တော်ကြိုက်တဲ့ကဏ္ဍဆိုရင်3ခွန်ပူကြိုက်တယ်နော်3ခွန်ပူကြိုက်တယ်အားလုံးကျွန်တော်ကိုအားပေးလို့ share ပေးပါအောင်နောက်ပြီးတော့ကျွန်တော် subscribe လုပ်ပေးပါအောင်ကျွန်တော် live လွှင့်လို့မရသေးပါဘူးကျွန်တော်မှာ subscribe 50မပြည့်သေးတဲ့အတွက်အခုမှစထောင်လာတော့ subscribe 50မပြည့်သေးတဲ့အတွက် live လုပ်လို့မရသေးတဲ့အတွက်ကျွန်တော်ကို subscribe လေးလုပ်ပေးပါအောင်ကျေးဇူးတင်ပါတယ်